view မှာတော့ TND TND အတုံးတစ်ခုကိုလာရောက်စားတတ်မှာပဲဖြစ်ပါတယ်ဒီနေ့ view မှာဘလို့ TND အလန်းစားအကျန်းစားကြီးတွေနဲ့ဘလို့မျိုးဒီကဘာကြီးကိုပြန်စီမလဲဆိုတော့စောင့်ကြည့်ပြီးကြပါခင်ဗျာကိုရွေးပါလားစပိုးလေโอเคကျွန်တော်လာတယ်ပါစောင့်တော့ရှိတယ်စောင်းနာမည်မော် TND စာပတိpage number 1 blah 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 ဖတ်ကြည့်တယ်လို့ပဲကျွန်တော်ကတော့အရာကိုဖတ်ချင်တဲ့အတွက်ဘိုင်ဘိုင်ဒီမောင်မှာဗာတရားတွေအစ်စ်တွေပါလေကြီးတာတရားတွေရပါပါလေအဲ့အောင်လေတရားတွေပါပါလေရရှာလိုက်ဒီ and အိုးဒီမှာ TND တွေ TND ပါTND မျိုးစားဘယ်လိုမျိုးရှိကျွန်တော်မသိဘူးဟိုပြီးခလာဒီဟာလေးခလာယူလေးได้ပဲယူလိုက်ပဲကွာဘေးကပါဆမ်းပဲဟုတ်လားပြီးကြည့်လေးယူอ่ะဘာTND တွေတော့မသိဘူးဆိုပထမဆုံး TND ကတော့ပိုလာလားဟုတ်တယ်ပိုလာTNDလို့ခေါ်ပါတယ်ဘာထူးဆန်းလာဖြစ်လဲရှိုးอ่ะရေကခဲတော့လားဟဲ့အောင်ဘာကြည့်လိုက်ရောချက်စီခဲနေOh baby ဒုတိယတရားတော့လာဝတီရည်ဖြစ်ပါတယ်လာဝတီရည်ဆိုအဲ့ဒီဟဲ့လာဝတီရည်ရအဲ့ဒီခေါ်ဒရာလားဟုတ်တယ်အဲ့ဒီတရားတွေကိုချစ်ရမယ်ထင်တယ်အေးဟုတ်တယ်อ่ะလာဝရအပေါ်ကနေအောက်ဆေးကြပါလားမဟုတ်ဘူးอ่ะလာဝရပြကုန်ပြီကဲဒီရဲ့ဥယုံဒီဟာနည်းနည်းလုံးတော့တရားဒီလားTND ကတော့ process TND လို့ခေါ်ပါတယ်ကျွန်တော်လည်းဒီကတော့အကျဉ်းဆုံးဖြစ်လောက်မယ်ထင်တယ်အဲ့ဒီကတော့နောက်ဆုံးမှခွဲရအောင်အခုတော့ပထမဆုံး gravity TND let the fly with flying ရှင်းနေပြီနောက်တစ်ခုက disco TND ဒီဘက်မှာတရားတော့တိတ်တော့မရှိပါဘူးအဲ့တော့ view တော့ကိုကလည်းထားမှာပါယိုကောင်းလေအေးယိုနောက်တဲ့တရားတစ်ခုက Andra မသိဘူးအတရားကိုတစ်ပင်ထိတ်မှာတော့ခွဲပါမယ်ဘာမှမဆိုင်တဲ့ဆိုင်နေလို့ပဲကိုမမမဲခဲ့တယ်ဟာအိန္ဒိယတွေတော့ကွဲမယ်ထင်တာပဲအိုး my god အပေါင်းနှစ်ခဏလာရှော့ရှောင်းရရပြပြီးလာပြီနောက်တစ်ခုက short wave TND နာမည်မသိလို့တောင်းမှပါလေလို့အိုးဟဲ့ဒီဟာတွေကမြောက် fish တွေပါရှောက်လို့ချင်မြကြီးရှိရင်တော်တော်ဝင်နေနော်ဒီမှာတလုံးချပြီးတော့အဲ့လိုမျိုးလို့ပြီးတော့လေဖြေးပြီးတော့ဒီဟာမြောက် scan နေပါလို့ပဲသုံးဝင်နေဒီပါရဲ့ so okay ပါဆိုပြီးရဲ့နောက်တဲ့တရား aquat တရားဖြစ်ပါတယ်ဟဲ့ရောင် aquat တရားကျုံငနေတော့မလားမသိဘူးစမ်းကြည့်ရအောင်ငနေတော့နေပြီငနေတော့ပြစ်မှမနေကြပါနဲ့တော့ကျုပ်ပြောတာအမြင်မှနေတော့ရောက်ပါတယ်သူကြပြီးသွားနေတယ်ကြောင်ရင်ဟာအခုကြောင်မြင်းနဲ့တည်သွားပြီဗျာဟာအခုကြောင်မြကြီးရဲ့အခုမြကြီးအခုတရားနည်းနည်းတော့ကျန်တယ်တရားအခုတရားပြီးပြီဆိုတော့နောက်ထပ်တရားတွေတော့ TND ဟိုမှာ lucky TND လည်းရှိရ lucky TND ပြည့်စမ်းမယ်
ဒီဟာ healing တရားဒီဆိုဒီဟာတွေးဖြည့်ပဲတရားဒီချင်းတယ် tortoise တရားဒီနဲ့ရေးစမ်းအောင်တရားဒီမှာငါထင်တာတယောက်နဲ့မလဲငါထင်တာတယောက်လဲမမြောက်ဘူးနော် acid ဒါတော့ဘလဟိုးတရားဒီက international ဆိုတော့မသိဘူးကွာဟဲ့ဘာဖြစ်မလဲကဘာကြီးပြန်စင်မအောင်ရဲ့သုံးဦးလေးစုပ်တယ်ဟာဟုတ်ပါဒီကတော့ black hole TNT black small black hole TNT လားမသိဘူးတော့နောက်တစ်ခုက thread TNT ရဲ့အဲ့တော့ကွဲရလားပြန်စားကွဲရလားမသိဘူးကျွန်တော်ဘာမှလည်းအေးဟုတ်တယ်ကွဲတာ thread TNT က okay ပါ sausage TNT sausage TNT ကိုဒီမှာဖောင်းအောင်ဒီကဘာထူးဆန်းတာပေးနိုင်တယ်ကြီးရအောင် brother တို့ဟာဟဲ့အောင်ငါကကြောက်နေရလားမဟုတ်ဘူးဒီဟာကဘာမှဖြစ်တာ okay နောက်တစ်ခုက rocket TNT ဆိုတော့အပေါ်မှာကွဲမဲ့ထင်တယ်ကဲအပေါ်မှာကွဲတော့ပါပြီအလားချာလဲရှိရကိုတငယ်ချင်းတွေကိုဖောင်းလို့မင်္ဂလာပါဆို TNT နေနဲ့မိတ်ဆက်ပေးလိုက်လို့ရပါတယ်လို့နောက်တစ်ခုကတော့လဲသ TNT တဲ့ဟုတ် bliss ရဲ့ဒီအချောင်းလေးသိရမှာလားအောက်လောင်းလဲဒီက bliss တွေ spawn လာမလားမသိဘူးနော်oh yes ရမီးလောင်ကိုပြန်မလေးအောက်ကပြန်ပြုတ်ချနေတော့သူလေဟဲ့နောက်တဲ့နေရာကောင်းရတော့ဒီကောက်တစ်ကောင်ကျွန်တော်ရိုက်လိုက်မယ်ပြီးရင်ဒီကောက်ကိုဒီကတွေးဖြည့်ပေးမယ်ထင်တယ်အဲ့ကောက်ကျွန်တော်ရိုက်ထားရနော်ပြီးပါတွေးဖြည့်နောက်ဆုံးတရားကိုဒီရလေးပါနောက်ဆုံးတော့မဟုတ်တရားလေးမိုးရအောင်မသိဘူးအပေါ်ကြည့်ရအေးရောက်တယ်တရားဒီနေတော့ပြကွဲတော့တယ်โอเคခိုးရရောဟာနောက်ထပ်ပါ TNT များရှိသေးတယ်ခင်ဗျာနောက်ထပ်ကတော့ဘာမှတော့မရှိတော့ဘူး TNT ဒီနှစ်ခုတော့ရှိသေးတယ် lucky TNT ဟဲ့ဒီက random တွေရမယ်ထင်တယ် lucky TNT ဆိုတော့တော့ပူရှင်းနေလားခံကောင်းပြီပြီးတော့နောက်ဆုံးဒီဟာပေါ့နော်ဒီအိုးလက်ပြပုံးလေးအေးလာဘက်လက်စုရဒီနားလေးပါကြည့်ရရာဒီဟာပြစ်လို့တော့ကောင်းတယ်ပြီးအောင်ကျွန်တော်ကြံခဲ့တဲ့နောက်ဆုံးဒီတရားဒီခုကျွန်တော်ကြံခဲ့ပေါ့နော်ဒီတရားဒီကိုဖောက်ကြည့်ရအောင်တခြားတရားဒီနဲ့ damage မရောတခြားနေရာမှာသွားဖောက်မယ်ဒီတောင်ပေါ်မှာသွားဖောက်မယ်လားပြီးရဒီဗီဒီယိုအဆုံးမှာ TNT ကိုနှားရှင်ပြီးတော့ TNT ကခွန်အကြီးဆုံးလဲဆိုတာပြောမယ်โอเคနောက်မှချိန်ပါရင်ရပါတယ်ငါလေးတွေမင်းတို့သက်ရှိမယ်ထင်တာပဲဒီကဘလောက်ကြာနေငါလည်းမသိဘူးတော့ဘာမှလည်းမဖြစ်ပါဘူးဟိုကောင်းနေသေးကုန်ပြီအကောက်သားတဲ့တရားဒီပဲလားဟာဒီလောက်ဒီလောက်ဒီပဲလာလို့ငါစကားတော့မဆုံးခဲ့ဘူးဒီကျန်တော့နေရမယ်ကြည့်လိုက်တောင်ကြီးရဲ့ထိပ်ပဲစုပ်ပြတ်သွားအောင်လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်အရဒီ TNT ထဲမှာဒီ closest TNT တို့ခေါ်ဒီ TNT အရာမဒီ TNT ရတော့အကျဉ်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ပြီဒီနေ့ကိုတစ်ချက်ပြသိမ်းနိုင်မယ်ကျွန်တော်ဗီဒီယိုမပြီးသေးဘူးလားကျွန်တော်ဒီမှာလည်း TNT ပေါ့နော်lucky TNT ထဲမှာဘာရနိုင်လဲဆိုတော့အဲ့တော့ lucky TNT အများကြီးထားရဘာမှမဟုတ်တော့ lucky TNT ဟဲ့အေးပေါ့လေဟာမဟုတ်ဘူးလေ
လောက်ကြီးကြတော့အဲ့လောက်ကြီးကြတော့မလုံဘူးလားသိပြီကြကွဲတယ်ဟဲ့ဒီကနေမပြန်နေရဲ့ Are you crazy right now bro လက်ပါတော့ရတယ်ပေါ့နော်ဒီက monster နဲ့ spawn နိုင်တယ်အဲ့တော့ဒီမော့ကတော့ဒီနောက်ပွဲပေါ့နော်ဒီနောက်ပွဲထင်ပါတယ်အော်ဒီထဲမှာလည်းရှိရတာဒီထဲမှာလည်းရှိရဆိုတော့လေပတ်ပန်ရောက်ကြပါပေါ့ဟဲ့ငါသေးရင်စမ်းပြမင်းမကြိုက်ဘူးလားမင်းမကြိုက်ဘူးတော့ကြိုက်ဘူးတော့ကွာအဲ့တော့ brother တို့အနေနဲ့ဒီဗီဒီယိုကြားရတော့ like and subscribe လေးလုပ်ခဲ့ပြီးတော့တောင်းလို့ပါတယ်အဲ့တော့အားလုံးပဲပတ်ပန်နောက်တဲ့ဗီဒီယိုကြမှာပဲပြန်နေတွေ့ဆုံကြပါဘောလာရုပ်ချင်းနေပဲအစောတက်လိုက်ပါတယ်